ဒီရောက်သင်ခန်းစာတော့နောက်ထပ်စာပိုက်ပုံစံတစ်မျိုးပေါ့နော်စာရေးတဲ့ပုံစံတစ်မျိုးပါအဲ့ဒါဘာလဲဆိုရင် he လို့ခေါ်ပါတယ် he ဆိုတာဘာလို့လဲဆိုဟိုကားတော့မိုနိုနီထားတော့ရတင်စားပြီးပြောတာပါတင်စားပြီးပြောတဲ့စာပိုက်တွေစာမေးပွဲမှာအများကြီးတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာတွေကိုသတိထားပြီးတော့ကြည့်ရမယ်ပေါ့နော်အဲ့တော့ he လို့တဲ့ဆိုတာထားတော့ရတဲ့ novel ကိုခေါ်တော့ပဲပေါ့နော်အဲ့တော့သူတေသနာရလက်တစ်ခုရဆိုလို့ရှိရင်ဒီ N1 level ရောက်လာတဲ့ကျောင်းသားတွေမှားလိမ့်ရှိတဲ့အမှားတွေတွေကတကွာပါလဲဆိုလို့ရှိရင်တင်စားတဲ့ဟာကိုနားမလဲတာဘသူကိုတင်စားလဲဆိုတာနားမလဲတာပေါ့နော်တင်စားခံရတဲ့အရာကဘာလဲတင်စားတာကဘာလဲတင်စားတာအရေးကြီးတာမဟုတ်တင်စားခံရတဲ့အရာအရေးကြီးတာအဲ့ဒါကိုနားမလဲတဲ့အကြောင်းသားတွေများတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီနေရာကသတိထားပြီးတော့ကြည့်ရမယ့်နေရာပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ဟိုဗာလဲမေကုန်းဖြေနည်းတော့စာပိုက်ဖတ်နေအရေးကြီးပုံဒီနေရာတွေကနေတွေ့နိုင်တယ်ပေါ့နော်အဲ့လိုတင်စားပြီးပြောတဲ့ဟာတွေကိုနားမလဲလို့ရှိရင်မေကုန်းဖြေနည်းကိုသိလဲမှားယွင်းမိနိုင်တယ်ပေါ့နော်အဲ့တော့じゃあဒါဆိုလို့ရှိရင်လဲတိုင်းဆန်းကိုကြည့်ကြပါမယ်အဲ့တော့မေကုန်းကこの文章で筆者が最も言いたいことは何かဆိုရင်မေကုန်းဖြစ်တယ်အဲ့တော့စာပိုက်ကိုကြည့်ကြမယ်ပေါ့နော်もちろん、人生には多少は苦しいこともあろうから、それはそれなりにやってよい。လူဘဝဆိုတာနေထိုင်နေဘာတွေလို့ကြောက်ရမှာဆို苦しいことပင်ပန်းမှုတွေတော့ကြောက်ရမှာပဲအဲ့လိုဆိုရင်ဆိုれなりにやってよいသူ့တိုင်းလေးပဲဒီတိုင်းလှုပ်လိုက်ပြီးတော့မှာပဲဗောနော်အဲ့တော့ဒါသူပြောချင်တဲ့အရာဒါလူဘဝဆိုတာအခက်အခဲတွေကြောက်ရမှာပဲအဲ့ဒီအခက်အခဲတွေကိုသူ့တိုင်းလေးပဲလိုက်တင်လှုပ်လိုက်ပြီးတာပဲတဲ့山を登るのに汗をかくこともあろう。ခုကစားပြီးတင်စားတာလာပြီ။တောင်တက်ရင်ချွေးထွက်မှာပဲတဲ့။အဲ့တော့တောင်တက်ရင်ချွေးထွက်တာတောင်တက်ရင်ချွေးထွက်တာတကယ်အစ်စ်လားဒါမှမဟုတ်လူဘွားကြီးမှာပင်ပန်းတယ်လို့ပြောတာတကယ်အစ်စ်လားဆိုတော့လူဘွားကြီးမှာပင်ပန်းတယ်လို့ပြောတာအစ်စ်ဒါတင်စားခံရတဲ့အရာတင်စားတာတောင်တက်ချင်းနဲ့တင်စားပြီးပြောတာဆိုတော့တောင်တက်ချင်းနဲ့တင်စားတယ်ဆိုတော့ဥပမာတက်တက်ပဲအရေးကြီးတဲ့အရာမဟုတ်ဘူး။နားလည်အောင်တင်စားပြီးပြောတာအဲ့တော့တောင်တက်ရင်ချွေးထွက်မှာပဲတဲ့しかし僕はそれを山頂を目指すためとばかり思うより、登り道のあれこれを汗を流しながら頼む方を好む。တောင်တက်ရင်ဒီကြောင်ချွေးထွက်မှာပဲလူဘွားဆိုတာနေနိုင်တဲ့ခိုက်ခဲတွေကြုံရမှာပဲသို့တော့တောင်တက်ရင်山頂を目指すためとばかり思うより山頂ဆိုတောင်ထိပ်တောင်ထိပ်ရောက်ဖို့ပဲတွေးတာချက်山頂を目指すဆိုတောင်ထိပ်ကိုရည်ရွယ်တာချက်ပေါ့နော်登り道のあれこれတောင်တက်တဲ့လမ်းမှာတွေ့ရတဲ့အရာလေးတွေကိုအာဆဲကိုနာဂရှိနာဂရာも楽しめဒီလားချွေးထွက်တာချင်းအတူတူတောင်မှတောင်ထိပ်ကိုပဲဥတီပြီးတော့တက်နေတဲ့သူနဲ့ဘေးပတ်ဝန်းကျင်ကိုကြည်ရင်နဲ့ချွေးထွက်တဲ့သူနဲ့ဆိုလို့ရှိရင်သူကဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ချွေးထွက်တာကိုသူကပိုကြိုက်တယ်တဲ့山頂の白雲に思いを馳せることはあっても、それは夢で彩りを添えるためで、やはり現在の登り道にこそ楽しみはある。တောင်ထိပ်ရောက်သွားပြီခုကြီးတောင်လိုမျိုးတောင်ထိပ်ရောက်သွားရင်တိမ်နေနဲ့အင်မတန်လှတယ်ရှီရိုကူမို့ဆိုတိမ်နေနဲ့အင်မတန်လှတယ်ဆိုလို့ရှိရင်တောင်မှအဲ့ဒါကဘာလဲဆိုရင်ယူမယ်နဲ့ဤတို့တို့တွေကိုဆိုရဲတို့အိမ်မက်ထဲမှာအယောင်ချဲတယ်လို့ပဲတဲ့ရောက်မှမရောက်သေးတာတောင်ထိပ်ကိုခုမှလမ်းပေါ်ရှိသေးတာအေးတောင်ထိပ်ရောက်လို့ရှိရင်တော့တိမ်ပင်လေကြီးနဲ့လှမှာပဲလို့တွေးတာဒီအိမ်မက်မှန်နေတာအစ်စ်ပဲရှိသေးတယ်ဘာလို့ဆိုမရောက်သေးဘူးအဲ့တော့ gain sign တော့ nobody meets နေခေါ်ဆိုခုလက်ရှိရောက်နေတဲ့နေရာတောင်တက်လမ်းမှာပဲဌာနရှိမျိုးအဲ့လိုပြောစရာတွေရှိတာတောင်ထိပ်ရောက်ရင်လည်းတောင်ထိပ်ရောက်တဲ့လျောက်ပြောစရာတွေရှိသလိုပဲဒီသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းပြောစရာတွေရှိတယ်အဲ့ဒါကိုမရောက်သေးတဲ့တောင်ထိပ်ကိုဥတည်နေရဆိုလို့ရှိရင်ပြောစရာတွေကိုမေ့ကုန်မှာပေါ့နော်အဲ့တော့သွားနေတဲ့လမ်းကိုပဲပြောရှင်းအောင်နေပါတယ်လို့ပြောတာအဲ့ဒါတခုတော့မလုပ်နေဆိုတင်စားနေဘာလို့တင်စားနေရဆိုလူဘွားဆိုပင်မစည်းရမှုတွေရှိတာပဲအဲ့တော့အဒါတွေကိုပင်မလိုက်တာဆိုပြီးတိတ်ပြီးမတွေးနဲ့ပေါ့နော်ပြောအောင်နေလို့ပြောချင်တာပေါ့山頂を望み、そして、山頂に達することで満足するだけでは山だって面白くあるまい。တောင်ထိပ်ကိုမျှော်တယ်そして山頂に達することတောင်ထိပ်ကိုရောက်သွားခြင်းနဲ့တောင်ထိပ်ကိုရောက်သွားလို့ရှိရင်満足ဖြစ်သွားမှာပေါ့နော်စိတ်ချမ်းသာသွားမှာပေါ့အဲ့လောက်လေးနေရတော့山だって面白くあるまい面白くないလို့ပြောတာပေါ့နော်တောင်တက်တယ်ဆိုတာစိတ်ဝင်စားစရာမကောင်းဘူးနော်တောင်ထိပ်ရောက်သွားခြင်းနဲ့တောင်ထိပ်ရောက်မှဆန္ဒတွေမန်းစုပ်ကူးဖြစ်သွားမယ်ဆိုရင်တောင်တက်ရတဲ့အရာဒါဘာမှမသိဘူးမတွေ့ရဘူးပေါ့နော်ဘေးပတ်ဝန်းကျင်ဘာမှကြည့်မသွားဘူးဆိုရင်まして人生は山登りではない山頂なんて決まっていないပြောရမယ်ဆိုလို့ရှိရင်လူဘဝကြီးဆိုတာတောင်တက်တာမှမဟုတ်တာတဲ့တောင်ထိပ်လိုမျိုးသတ်မှတ်ထားတဲ့နေရာလဲရှိမှမရှိတောင်တက်မယ်ဆိုလို့ရှိရင်တောင်ထိပ်ရောက်လို့ရှိရင်အမောပြေခြင်းပြေအောင်မယ်လူဘဝကြီးဆိုတာတောင်ထိပ်လိုနေရာမျိုးဆိုတာသတ်မှတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်ဘယ်ချိန်အမောပြေမလဲဆိုတာမသိနိုင်ဘူးပေါ့နော်အဲ့တော့ဒီလက်ရှိရောက်နေနေရာကိုဒါပြောအောင်နေပါလို့ပြောချင်တာပါအဲ့တော့တစ်ပိုင်းလုံးပိုင်းနဲ့အပြည့်ပဲလဲဆိုတော့တင်စားမှုတွေနဲ့အပြည့်ပါပဲထိတ်ဆုံးစာကြောင်းနဲ့
နောက်ဆုံးစာကြောင်းလေးကလွယ်ပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးတင်စားထားတာပါအဲ့တင်စားထားတဲ့ဟာကိုဒါမီနာဆန်နားမလည်လို့ရှိရင်ဒီစာပိုက်ကြီးကတောင်တက်တဲ့အကြောင်းလို့ထင်နေမှာပါဘာလို့လဲဆိုတော့တစ်ပိုင်းလုံးတောင်တက်တဲ့အကြောင်းနဲ့ပြည်နေရဆိုတော့တောင်တက်တဲ့အကြောင်းလို့ထင်နေမှာပေါ့နော်တကယ်ကမဟုတ်ဘူးလူ့ဘဝကိုပြောနေရနော်အဲ့ဒီဟာကိုမှားယူမိတဲ့အကြောင်းသားအင်မတန်များပါတယ်ဆိုတော့ဒါကိုသတိထားပြီးတော့ကြည့်ပါနော်ဒီစာလေးအင်မတန်ကောင်းတယ်ပေါ့နော်တကယ်ချင်းတယောက်ကိုလက်ဆောင်ပေးဦးလေသူမွေးနေဆိုတော့一番山登りをするのはサウナメが間違ったっていいじゃないか。うん、まずはね、ばဖြစ်လေပေါ့နော်いいじゃないか。စာလေးတော်တော်ကောင်းတယ်ပေါ့နော်。一番山登りをするのは人生を楽しむためであって人生の目的ではない。တောင်တက်တယ်ဆိုတာလူ့ဘဝကြီးကိုပျော်ရွှင်အောင်နေဖို့အတွက်ဖြစ်ပြီးတော့လူ့ဘဝကြီးရွယ်ချက်မဟုတ်ပါဘူး။ဆိုကြတဲ့ကဒီစာပိုက်ဒီတောင်တက်တဲ့အကြောင်းမဟုတ်ဘူးပေါ့နော်။တောင်တက်တဲ့အကြောင်းမဟုတ်တာဖြစ်တဲ့အတွက်တင်စားပြောထားတဲ့ကောင်းကြီးတွေဒီမှာလာရေးထားလို့မှားတယ်။に人生の目標に達することばかり考えず、今生きていることを楽しむ方がいい。ဒီ目標တွေကိုယ်ဖြစ်ချင်တဲ့နေရာတွေကိုယ်ရောက်ချင်တဲ့နေရာတွေကိုရအောင်ကြည့်ပဲစဉ်းစားမနေနဲ့ဘာကတွေ考えないでကိုယ်ရောက်ချင်တဲ့နေရာတွေကြည့်ပဲစဉ်းစားမနေပဲね今生きていることを楽しむ方がいいလက်ရှိရှင်သန်နေရတဲ့ဘဝလေးကိုပဲပျော်ရွှင်အောင်နေတာကောင်းပါလေဆိုရင်ဟုတ်တာပေါ့နော်သူကတင်စားပြီးတော့ပြောထားတဲ့ဟာကိုပြန်ပြီးတော့ဖြည့်ပြလိုက်တယ်ပဲပေါ့နော်人生の目標に達するဆိုရင်ဒါဘာကိုပြောချင်လဲဆိုတောင်ထိပ်ရောက်တာကိုပြောချင်တာကိုရည်မှန်းထားတဲ့အရာတွေပေါက်မြောက်လောက်တယ်ဆိုတောင်ထိပ်ရောက်တယ်ဆိုတာဆိုလို့ချင်တာပေါ့နော်တောင်ထိပ်ရအောင်ကြည့်ပဲတွေးမနေနဲ့ဆိုရင်ဒီမှာလေ目標တွေကိုပဲရအောင်ကြည့်ပဲတွေးမနေနဲ့今生きていることအခုလက်ရှိအသက်ရှင်နေတဲ့ဘဝလေးအခုလက်ရှိတောင်တက်နေတဲ့လမ်းကိုပဲ楽しむ方がいいလို့ပြောချင်တာဖြစ်တဲ့အတွက်တင်စားထားတာကိုဖြေပြလိုက်တာဆိုတော့အဖြေမှန်2番ですね3番し、人生は山登りとは違うのだから、それほど面白いことばかりではない。လူဘွားကတောင်တက်တာနဲ့မတူတဲ့အတွက်ကြောင့်မလို့တဲ့အဲ့လောက်ကြီးဒီစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေမရှိပါဘူးဆိုတာဒါမှားတယ်ပေါ့နော်4番山登りは山頂に達することより登り道を楽しむことにこそ意味があるအိုးဒါလုံးဝဖမ်းထားတဲ့နေရာပဲစာပိုက်ထဲမှာဒီတိုင်းအတိအကျပြောသွားတယ်တောင်တက်တယ်ဆိုတာတောင်ထိပ်ပေါ်ကိုရောက်ဖို့ထက်ခုတောင်တက်နေတဲ့လမ်းကိုပြောရှင်တာမှာပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်တေချာပေါက်စာပိုက်ထဲမှာပြောသွားတာပေါ့အဲ့ဒါဆိုလို့ရှိရင်တင်စားတာကိုတင်စားမှမသိတဲ့အကြောင်းသားအဖြေမှန်ကိုယွန်းလို့ရွေးမိလိမ့်မယ်ပေါ့နော်အခုမိနာဆန်တော့တင်စားတာကိုတင်စားမှသိတယ်ဆိုလို့ရှိရင်ယွန်းကိုမရွေးမိတော့တော့လို့ထင်တယ်ပေါ့နော်ရမယ်တယ်နော်အဖြေမှန်ညှိပါမှာတကယ်တောင်တက်တယ်ဆိုတာလူ့ဘဝကြီးကိုတင်စားတာတောင်ထိပ်ကိုရောက်တယ်ဆိုတာလူ့ဘဝကြီးမုတ်ချောတွေအောင်မြင်သွားတာကိုပြောတာနော်ဘိုဒီမီချီဆိုတာတောင်တက်တဲ့လမ်းဆိုတာခုလက်ရှိရှင်သန်နေတဲ့ဘဝကိုပြောချင်တာအချိန်ကိုပြောချင်တာပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးကတင်စားနေတာဖြစ်တယ်တင်စားတာဘာကိုတင်စားလဲဆိုတော့ညီးပံကိုတင်စားတာပေါ့နော်ယွန်းပံညီးပံကိုတင်စားတာဖြစ်တဲ့အတွက်တင်စားတဲ့ကောင်ကိုမရွေးရပါဘူးတကယ်အစ်စ်ကိုရွေးရမှာပေါ့နော်ဒါအင်မတန်မှားတဲ့နေရာပါဘာလို့ဆိုတော့ကျွန်တော်နှစ်သုံးနှစ်ရှိပြီသိနေတာဆိုတော့ဒါကြောင့်သားတွေတင်စားတာကိုတင်စားမှမသိတဲ့နေရာမှားလေးရှိတာဖြစ်တဲ့ဒီဟာကိုသတိထားပါနော်စာမေးပွဲကြလို့ရှိရင်ဖမ်းပါတယ်โอเคနော်ရမယ်တဲ့နော်โอเคပါじゃあဒါဆိုလို့ရှိရင်နောက်ကလမ်းရှုတွေကိုတော့ကိုယ်တိုင်ရင်ဖြည့်ကြည့်ပါကိုတင်စားတဲ့နေရာကိုသတိထားပြီးတော့ဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးတော့မှဖြည့်တိုက်ပေါ့နော်โอเคပါ